ခြံထဲမှာတွေ့ခဲ့တဲ့မိန်းမကဝင်လာတယ်သူကကျမကိုစူးစူးနစ်နစ်ကြည့်ပြီးကျမတို့မိသားစုကိုသူ့အိမ်ကနေထွက်သွားဆိုပြီးတော့လာပြောတယ် Ghost is coming. Ghost is coming. ချမ်းကျဲအိမ်ကျဲကြိုက်တဲ့ကျမတို့မိသားစုရန်ကုန်ကတိုက်ခန်းကိုရောင်းပြီးဈေးတက်တက်တာနဲ့ရတဲ့ပြင်ဦးလင်ကခြံကြီးစီပြောင်းလာခဲ့ကြတယ်။ဝါမမေခြံရကျဲကြီးပဲနော်။ခြံရှိရောက်တော့ကျမသဘောကျစွာပြောလိုက်တယ်။ခြံထဲဝင်တော့တစ်ပင်ပန်းမင်တွေကတော့ဆွေးမြေ့နေပြီ။အိမ်ကတော့နည်းနည်းဟောင်းနေပေမဲ့နေလို့အဆင်ပြေသေးတယ်။အိမ်လာဝယ်တော့ကဖေဖေပဲလာကြည့်သွားတာမမေနဲ့ကျမတို့ညီမကတော့အခုမှရောက်တာဆိုတော့သဘောတကြားကြားနဲ့ခြံထဲပတ်ပြီးပျော်နေကြတာပေါ့ရောက်ချင်းပဲမမေကအိမ်တန်ရှင်းရေးလုပ်ဖေဖေကတော့ခြံတန်ရှင်းရေးလုပ်တယ်ကျမတို့ညီမကတော့ဟိုလူကူတလူလိုဒီလူကူတလူလိုနဲ့ပေါ့ညရောက်တော့မမေကညစာအပြင်ကမှာကျွေးတယ်ကျမတို့ပျော်ကြီးစော်ပြီးညီမ2ယောက်တခန်းအိတ်ကြတယ်အဲ့တုန်းကကျမအသက်က9နှစ်မမက10နှစ်ပါစော်ပြီးပင်မထားလို့ထင်တယ်အိပ်ပျော်သွားလိုက်တာမိုးလင်းပေါက်ပဲမနှက်စာပြည့်နေတဲ့မိမိကမျက်နှာမကောင်းဘူးဖေဖေကိုလည်းမစုံစမ်းပဲဘာလို့ဝယ်တာလဲဆိုပြီးတော့စုနေတယ်ဘာဖြစ်တာလဲမိမိတို့မေးတော့မိမိကဘာမှမဖြစ်ပါဘူးတမီးတို့ညကအိပ်ပျော်ရဲ့လားအိမ်မဆိုးတွေဘာတွေမှတ်ရင်မိမိကိုအော်ခေါ်နော်ဟုတ်မိမိညကအိပ်လို့ကောင်းမှကောင်းနေ့လေကြတော့ကျမခြံထဲဆင်းစောနေတော့လိပ်ပြလေးလာလို့ပြေးလိုက်ဖမ်းရင်ခြံနောက်ထဲကတစ်ပင်နေကြရဲရောက်သွားတယ်။လိပ်ပြလေးပျောက်သွားတော့မှဘေးကိုကြည့်လိုက်တော့တစ်ပင်နောက်ကနေမိန်းမတစ်ယောက်ကျမကိုကြည့်နေတာတွေ့လိုက်တယ်။ကျမစိုက်ကြည့်နေတော့မှပဲမမေခေါ်တန်းကြားလို့ကျမအိမ်ပတ်လှည့်ကြည့်လိုက်တာတစ်ပင်ကိုပြန်ကြည့်လိုက်တော့အဲ့မိန်းမကမရှိတော့ဘူး။အဲ့ဒါနဲ့ကျမလည်းမမေစီပြေးသွားလိုက်တယ်။ဒုတိယညအိပ်ပြီးနောက်နေ့ရောက်တော့မမေကအိမ်ရောက်ပြီးပြောင်းတော့မယ်အကြောင်းဖေဖေနဲ့တိုင်ပင်နေတယ်။မမေဘာလို့ပြောင်းมาလဲ။တမီတို့ဒီမှာပြောရဲလေလို့ကျမကပြောလိုက်တော့မမေကအေးပါသမီးရဲ့မမေတို့တိုင်ပင်နေတော့ပါလို့ပြန်ပြောတယ်။ကျမမပြောင်းချင်ဘူးလေ။ကျမဒီမျိုးမှာပြောတယ်။ဒီအိမ်မှာလည်းပြောတယ်။ဇာတိဥတုအေးအေးလေးနဲ့နေရတာကျမဘဝအတွက်အဖြစ်ချင်ဆုံးပဲ။ရန်ကုန်မှာဆိုအရန်ပူတာလေ။မမေဘာဖြစ်လို့အိမ်ပြောင်းချင်နေဆိုတာကိုတတိယညမှာနေကျမသိလိုက်တယ်ကျမအိပ်ပျော်သွားပြီးခဏကြာတော့ကျမတို့အခန်းထဲကိုဟိုနေ့ကခြံထဲမှာတွေ့ခဲ့တဲ့မိန်းမကဝင်လာတယ်သူကကျမကိုစူးစူးနစ်နစ်ကြည့်ပြီးကျမတို့မိသားစုကိုသူ့အိမ်ကနေထွက်သွားဆိုပြီးတော့လာပြောတယ်ဒါသမီးတို့အိမ်လို့ပြောတော့သူကဒေါသထွက်ပြီးအော်တယ်ကျမလည်းမသွားဘူးလို့တွင်အော်ရင်အပြစ်မှာပါအော်မိသွားတော့မမကလာနှိုးတယ်ဒါအိမ်မက်ပဲခဏနေတော့မမေတို့ပါရောက်လာတယ်ကျမကြောက်လို့ငိုရင်မမေကိုပြောပြလိုက်တယ်မမေကတော့ပြောင်းမဖြစ်တော့မယ်ပြောပြီးမနဲ့ကြတော့အိမ်ရောက်မယ်ဆိုတဲ့ဆိုင်ပုတ်တက်လိုက်တယ်အိမ်ရောက်မထွက်နေတော့မှလည်းမမေကိုခဏလာနှင်ထုတ်နေတယ်တဲ့ဒီလိုနဲ့တလားလောက်ကြာတော့ဖေဖေဆိုင်ကယ်မှောက်တယ်ခြေထောက်ထိသွားတယ်မမေကတော့ဒီအိမ်ကြောင့်ဆိုပြီးငိုယိုအော်ဟစ်ပြီးတော့ရောက်မထွက်ခင်မှာပဲမမေညမဒေါ်လေးတို့ရှိတဲ့မန္တလေးကိုပြောင်းဖို့လုပ်တယ်တိုက်ဆိုင်နာလားဘာလာတော့မသိပေမဲ့ဒီအိမ်မှာမနေရတော့တာသေးစားတာမို့ဖေဖေဆေးရုံငါဆင်းတာနဲ့ကျမတို့မိသားစုဒေါ်လေးတို့အိမ်ကိုပြောင်းသွားလိုက်ကြတော့တယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ horror story လေးတွေနဲ့ဖြစ်ရမှန်ထူးခြားဆန်းကျယ် story လေးတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်သွားပေးခဲ့ကြပါဦးရှင်